အောင်ခြင်းရှိပါအတန်ကြားတဲ့အခါစီးပွားဥစ္စာအဟုတ်မကြအောင်မကျမ်းမချမ်းသာပါလို့ဘေးရန်မဝဲကြံနိုင်အောင်ဆောင်းတိုင်းမြောက်မှာခொနရဲ့သားသမီးများနဲ့နတ်လူမြမတက်ကကြီးကိုသာတရားသုံးခုမှလာပြည့်နှွေးသဆုံးရွှေဖုံးတော်6ဖြာတောက်ခါမဟာဗောဓိညောင်မင်းအောက်မှာဖျားအဖြစ်တရားအစစ်နဲ့ရွှေပလင်းထဲမှာသံပေတင်ခါရောင်မာရင်မေခလာခေရနာစီလိုမာနာမင်းရဲ့အမန်တင်းကဝတ္တဝရီနပြည်ကလာတစ်ချီကရန်ွေမှုလို့ဖျားကိုရှင်းတုပလင်လူပြန်လာဒီခါမှ၍အမြတ်မထားပါရမီ7ပါးနဲ့မာနယနှင်းနှိမ်မေရှာမေတ္တာဓာတ်နဲ့ဘုရားမြတ်စွာကောင်းရင်းငယ်အောင်ခြင်းပထမပါအခါတပါမြတ်စွာဘုရားသည်ရာဇဂိုပြည်လာမှာသွန်ဝံကြွလာသောတန်လိုက်မဲဒီဝဒမယေရာစီပြန်တော်နာလာကြီးသည်အမည်ရှိတဲ့စင်ကိုအရဲ့အမျိုးမျိုးတွေတင်းတိုက်လို့သာဖယားမြတ်စွာကိုပင်အနေခိုင်းလိုက်တာတို့ပါတော့လေစင်မိုက်ကြီးမှာဒုတုတ်ရရှာမေတ္တာဓာတ်နဲ့ဗုဒ္ဓမြတ်စွာထောင်းနှင်းငယ်အောင်ခြင်းတတ္တယဟာဓမြကြီးလှုပ်၍ဆို
ရုပ်ပုံမှာလက်ညှိုးတွေခုံးလို့သာထိုအခါဖယားကြွလို့မမှားရဘူးတရားပြတော်မူရှာမေတ္တာဓာတ်နဲ့ဗုဒ္ဓမြတ်စွာထောင်းနေငယ်အောင်ခြင်းသဒုဋ္ဌဟာတရားတော်မြတ်စွာဘုရားလို့တရားမြမအများတော်ဘုံပရိသတ်ဆုံးနဲ့မင်္ဂလာပွဲမှာသိစမာနာမိတ်မယုံမှာသူ့ဘိုက်ကိုပြင်းကြဖုံးကဖယားကိုဓမ္မနဲ့ကမ္မထံသောကြတာငိုကြွေးအရှေမုံကိုလေးလက်ဝန်ရှိတဲ့ပုံဟာဆောင်လို့သူစွဆွဲလာအပြစ်တော်မယူပဲလူပုံထဲမှာမေတ္တာဓာတ်နဲ့ဗုဒ္ဓမြတ်စွာထောင်းနေငယ်အောင်ခြင်းပြသမဟာဖယားဒီတနာမှတ်သားပွဲဝိနည်းယာအိဋ္ဌရဲ့ဒုက္ခရဲ့အနတ္တတရားကိုမားတဲ့ဆို၍မကြည်ညိုပြနာအယူလွဲတဲ့ငရဲမိစ္ဆာပစ္စကပရပိုက်မလိမ္မာဒေသနာတော်အနန္တကိုမြတ်ဖယားကနောင်မမအောင်ပစ္စကကိုတရားပြရှာမေတ္တာဓာတ်နဲ့ဗုဒ္ဓမြတ်စွာထောင်းနေငယ်အောင်ခြင်းသတ္တမသာရွှေတောင်ကဘာမှာရန်တန်နဲ့နတ်နဂါဘာမှာသာလောက်စရာနန္တော်ပနန္ဒလျံတပြည့်အသက်ရာကလေးချွေခွေးမွေမီးရသာမြတ်ဖယားရဲ့သားတော်ရှင်မောက်ကလံနှိမ်နှင်းမို့လှုပ်လို့သာစိတ်နှလုံးသိမ်မွေးကနဂါဒီကောင်းငိုက်ဦးဆိုင်ပါ၍ခါစားဖို့ရောက်လို့လားမေတ္တာဓာတ်နဲ့ဗုဒ္ဓမြတ်စွာထောင်းနေငယ်အောင်ခြင်းသတ္တမဟာ တ
ကပြမကြီးဟာအမကြီးမလို့အယူသိနေရှာငါသာမြဲတဲ့စိတ်မဆွဲကဖျားကိုပင်ကလန်တိုက်၍မိုက်နေပုံကိုသိုးနေပုံကိုဘဂဝါဖျားလာတာဒီရနာတရားပြတာအဲ့ဒီတော့ဘကပြမမှန်ဆွဲချလို့ရှင်ခူရတာမေတ္တာတန်နဲ့ဗုဒ္ဓမြတ်စွာကောင်းမြဲအောင်ခြင်းအထမသာ